ဝင်းမောင်ရွှေကိုရဖို့အရေးအခုလိုအရာတွေကိုပေးဆက်ခဲ့ရတယ်ဆိုတဲ့ခရိုနီကြီးနိုင်ဖြိုးကျော်မင်္ဂလာပါပရိသတ်များရှင်ခရိုနီတထေကြီးကိုနိုင်ဖြိုးကျော်ကဝင်းမောင်ရွှေလိုမျိုးနုနုရွရွမြမနံပါတ်1မင်းသမီးလေးကိုဇနီးမယားဖြစ်ပိုင်ဆိုင်ထားတာကြောင့်မလို့လူတွေအားလုံးကသူ့ကိုအားကြနေကြတာပါဒါပေမဲ့အရာတခုဆိုတာကလွယ်လွယ်နဲ့တော့ဘာမှမရပါဘူးဒါကြောင့်မလို့ဝင်းမောင်ရွှေကိုရဖို့အရေးသူဘာတွေဘလို့ပေးဆက်ခဲ့ရတယ်ဆိုတဲ့အကြောင်းပရိသတ်တို့သိအောင်ပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ကတော့ငွေပါပဲငွေနဲ့ပေါက်ပြီးတော့သိမ်းပိုက်ယူထားတာမျိုးမဟုတ်ပေမဲ့ငွေကိုသုံးပြီးတော့အချစ်ပုံစံအဖြစ်ပြောင်းလဲလိုက်တာပါသူကဆိုရင်ဟိုရင်စင်ရေးစားဖြစ်အောင်လိုက်ပြီးတော့ပိုးပန်းစင်ကလေးကဝင်းမောင်ရွှေတနေ့တနေ့ဝတ်မဲ့အဝတ်စားတွေစင်မြန်းမဲ့ရတနာတွေနဲ့အပန်းဖြေလျှောက်သွားလို့ရစေဖို့အတွက်ခီးစင်တွေကိုအမြဲတမ်းလိုပလန်ဆွဲပြီးတော့မှစီစဉ်ပေးခဲ့ရပါတယ်တဲ့အခုချိန်ထိလည်းဝင်းမောင်ရွှေရဲ့အတွက်တနစ်စာပြပခရီးစဉ်အချိန်ကြားကိုသူကရန်ရေးဆွဲပေးတာဖြစ်ပြီးတော့ပတ်စံတွေကိုဆိုရင်လည်းကြိုပြီးတော့ဖယ်ထားရတာဖြစ်ပါတယ်။ဝင်းမောင်ရွှေပွဲတပွဲတက်ရင်လက်ဝတ်ရတနာတွေမထက်အောင်လို့လေသူကရန်ဒီဇိုင်းဆွဲကကြောင်းမြရတနာတွေကိုရှာဖွေစုဆောင်းပေးထားရတာဖြစ်ပါတယ်။ငွေကြီးပဲရှာနေရတာမျိုးမဟုတ်ဘဲနဲ့